Hello အားလုံးပဲမင်္ဂလာပါရှင်အမီပဲဖြစ်ပါတယ်အမီဒီနေ့အကုန်လုံးကိုအမီရေတော့အမီအခုပေါ့နော်ကျောင်းနေပဲတင်ချင်းကျောင်းပြပြမယ်အမီကို like ခေါ်ပြီးနေလူကြအောင်လည်းအမီဒီနေ့ဖြစ်ပြီးဖြစ်ပါတယ်အမီနဲ့ဒုညပေါ့နော်နာမည်ချင်းအောင်တော့ဆင်တူနဲ့တလုံးပဲကွာလေးပေါ့နော်ဘယ်လောက်ကြည့်အောင်ဆိုလဲဆိုရင်ပေါ့နော်တော်တော်လေးခေါ်ပြရများလို့ပေါ့နော်အမီကိုအမီတူလားအမီလားဆိုတော့စဉ်းစားရချိပါပဲအမီနဲ့တူနဲ့မှာကွာ6ချက်တည်းတော့အများကြီးရှိပါတယ်နာမည်ကတော့အတူဆုံးပဲပေါ့နော်ပြီးတော့သူကအမီစီသူကအမီလို့ခေါ်ပြီးရဆိုတော့အမီဘယ်ကနေစားတိခဲ့လဲဆိုတာကြောင်းအမီဒီနေ့ပြပြမယ်ဆီယာမကအဲ့ဒီတော့ကဆောင်းမွေးအတွက်ဆောင်းမွေးမဖြစ်ခင်ဆောင်းမွေးအတွက်ပါတဲ့ပုတ်စာတွေကိုအမီတို့ရေးပေးခိုင်းနေကွာအမှရေးပေးနဲ့အမီကိုင်းနဲ့ခဲဆန်ပေါ်ပင်လေးနဲ့သူကိုင်းနဲ့ခဲဆန်ပေါ်ပင်လေးနဲ့ကတပုံစံနဲ့ပဲအယောင်လေးပဲကွဲပြားနေတာကွာအဲ့ခဲဆန်ပေါ်ပင်တွေမဟုတ်လွဲအိတ်ခဲပြက်ဘောမရစအကုန်လုံးတူရကွာအမီကအဲ့လိုမျိုးအယောင်ပဲကွဲပြားတော့တာအမီကနိုကြတဲ့ခဲအောင်ရမ်းကြိုက်တာတော့ကြအပြာအောင်ကြိုက်တာပေါ့နော်အပြာဟိုမှသူကအနုလေးကြိုက်တာပေါ့နော်အမီကကျတော့ခဲကဘာရနေခဲဆင်အမီကကြိုက်နေပြီပေါ့နော်အဲ့ဒီနေ့ကလေးကအမီကကြည့်လိုက်တော့ပေါ့နော်အမီကအဲ့ခဲဆန်ခဲတာမကောင်းလို့ဆိုမှအမီကမရှိဘူးကွာခဲတဲ့နေပဲကြောင်းရင်းနဲ့သူမှရေးလိုက်တာအဲ့ဒါကိုသူကအမီရေးခဲတယ်ကိုကြည့်တာပဲချင်းကဝယ်လိုက်တာပဲပေါ့အဲ့လိုမျိုးကြည့်ပြီးတော့ပေါ့နော်ညနေတောင်ကစားကြောင်းစင်းပြီးတော့ကြောင်းစင်းတဲ့အခါကျတော့သူ့အမေကိုဘာပြောရမှန်းလဲအမီကတဲ့တမီးမကင်သူကိုင်းနေခဲတယ်တမီးမှမရှိဘူးတဲ့သူကိုင်းနေခဲတာခဲတာရမ်းကောင်းတာတဲ့အဲ့လိုတော့ပြောပါလေရောအဲ့ဒါကိုအမီသူကအဆဆုံးကြည့်ထားလို့ဆိုတော့ချယ်ရီကအဆဆုံးကြည့်ထားပါလေအဲ့ဒါကြောင်းစင်းတော့ခါကျတော့သူကချယ်ရီကိုဘာပြောတယ်မလဲငါတို့တဲ့ဆရာမပလဲဆိုင်မှာတဲ့ချယ်ရီနဲ့ဂျူလီယာကိုခေါ်ပြီးတော့ပေါ့နော်အမီနဲ့ပုံစံနဲ့ခဲနေနေတော့ဝဲပါလေရောစေချောင်းတော်ဝဲလိုက်တာပေါ့နော်ပြီးတော့လေတော့နည်းနည်းဝါပါတယ်ပြီးတော့အမီနဲ့ဒူနဲ့လည်းတက်တူပါပဲလာပဲကွာတာပေါ့နော်သူကပုံငယ်ရပေါ့နော်အမီနဲ့ဆိုင်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြီးတော့သူကအရင်ရိုင်းပါတယ်အမီတို့ကျိုးခုံဆော်လို့ရှိရင်မင်းပေါ့နော်သူကအရင်ညစ်ပါတယ်ညစ်တယ်ပေါ့နော်ဘယ်လိုညစ်တာလဲဆိုတော့အမီတို့ခုံလို့ရှိရင်သူကကျိုးနေပြီလို့ရှိရင်သိပြီမလားအဲ့ဒါကိုသူကစင်ကြီးစစ်လက်ပြီးပေါ့နော်ငါနေလို့နဲ့မြင်လည်းမဆော့ရဘူးလေငါမိကြောင်းမဆော့ရဘူးလေငါမြန်နေလို့နဲ့ပြီးမဆော့ဘူးလေဘာဖြစ်ချင်ညာဖြစ်တယ်ပေါ့နော်အဲ့လိုပြီးတော့ကျမတနေ့ကျတော့သူကအမီတို့နဲ့ကျိုးခုံပါချင်တာအမီကချယ်ရီပြောလိုက်တာပေါ့နော်ချယ်ရီမုတ်ကြီးလေးကိုပြောလိုက်တာပါငါတူပြီးခေါ်ချင်းတော့ပြီးညစ်တယ်လို့ပြောလိုက်တဲ့ဟာကိုဘယ်ကနေဘလို့ကြားရလဲမသိပါဘူးရှင်အဲ့ဒီမှာပဲသူ့အမေနာငိုကြီးချမ်းမနဲ့တော့တိုင်ပါလေရောဖြစ်ချင်တော့ပေါ့နော်ဘီနာကကောင်မလေးအိမ်နဲ့ကောင်မလေးအိမ်ကမွေးတော်မနေရဲ့ကောင်မလေးအိမ်နဲ့သူ့အိမ်နဲ့နည်းနည်းချင်းဆိုင်လေးပေါ့နော်အဲ့မွေးတော်မနေတဲ့အင်္ဂါကလေးပစ္စည်းလေးရပေါ့နော်အမျိုးချင်းမနေနဲ့ဖိုလာပြင်းနဲ့တည်ရဆိုတော့အမေကမိလိုက်တာပေါ့နော်အဲ့ဒီတော့သူကအဲ့ကလေးမလေးအကုန်ပြောပြရဲအမေကသူရှင်မလေးတီးပြီးသွားပြီပေါ့နော်တီးပြီးတော့ဟဲ့ဟုတ်လားဆိုငိုရာမှာတဲ့ပပဆက်ကိုငိုတာတဲ့သူ့ကိုပေးမပါဘူးတဲ့သူကတယောက်တည်းအငှင်ရတယ်တဲ့သူ့ကိုလဲတဲ့ပုတ်ဆိုးပဆက်ကိုပြောထားတယ်ဆိုမှပြောတာပေါ့နော်ပြီးတော့လေသူ့အမေကနေပြီးတော့တစင်းဆီယမကိုတော့တိုင်နေအသားမကြီးတက်တိုင်ပြီးတော့ဆရာမကြီးစီကိုထပ်တော့တိုင်ပါတယ်အဲ့တော့အမြဲလည်းများရနေဖြည့်ရှင်းနေဆရာမကြီးလည်းအမျိုးအဲ့လောက်ထိမပြောဘူးကွာဆရာမရနေနေဆူနာပဲဆိုတော့ဘာလဲဆိုတော့ဘယ်သူမှလည်းမနေဆိုတော့သူ့အကုန်သိမှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လေအမေကဘာမှသိပြီးတော့ဖြေမရှင်းခဲ့ဘူးပေါ့နော်အနည်းကြတော့သူ့အမေကဘလောက်ထိဆိုးလဲဆိုရင်ကြောင်မဖွင့်သေးဘူးပေါ့နော်ရှေ့ဆုံးခုံမှာသူ့သမီးနာမည်ယူတိတ်တင်နဲ့ကပ်ပြီးတော့နေရဦးထားတဲ့အကြည့်ကိုတော်တော်လေးစိုးတယ်ပြီးတော့အဲ့ဘေးနားမှာဘဒူထထားလေးဆိုတော့စာတော်လေးကျောင်းသားကြီးနာမည်ကိုသူ့မိကုန်းလိုက်စုံစမ်းပြီးတော့ဘေးနားကသူ့နာမည်ကိုဘာပစံညပစံတိတ်တင်နဲ့ကတ်ထားတာပေါ့နော်ပြီးတော့အမီတို့ကရှင်းကျောင်းမှာတက်တာဆိုတော့ရှင်းအဖွဲလိုက်ရှိတယ်အဲ့ဒါကိုအမီတို့တော်ဆုံးအဖွဲ့ဆိုတဲ့ထဲမှာဝင်နေတာပေါ့နော်အမီကစာကျိုးစားရေးဆိုတော့တော်တော်လေးတော်တယ်ပြီးတော့အမီကအဲ့ဒီတော့သူတို့ slime ကျန်တဲ့ဟာလေးတွေတော့နောက်ပြီးကြမှာပြမယ်နော် bye bye